လက်ထပ်ချင်းဆိုတာဘုရားသခင်ကိုတိုင်ပဲအစအပြုခဲ့တာဖြစ်ပါတယ်ပြီးတော့မိန်းမနဲ့ယောက်ျားကဘယ်တော့အခါမှမိန်းမကအပေါ်စီးမနေနိုင်ဘူးဆိုတာခရိယာန်အိမ်ထောင်တမန်ကျမ်းစာအဖြစ်ဒီဒါကြောင့်အမတန်အရေးကြီးတယ်တမန်တရားမှာကြည့်ရင်မိန်းမရှိလို့ယောက်ျားရှိတာမှာဟုတ်တယ်ယောက်ျားရှိတဲ့အတွက်ကြောင့်မိန်းမကိုဖန်ဆင်းတာတေကိုရိတို့အခန်းကြီး7အပိုက်ငယ်9ကိုအကြရအောင်ဒါချို့ကတော့ lady first လို့ပြောတော့မှာအမေရိကန်မှာဆိုတာအထူးတစ်ဖြစ်နေအမျိုးသမီးဒီဦးစားပေးရင်းနဲ့အမျိုးသမီးကကောင်းပေါ်တက်ပြီးတော့အိမ်ထောင်ပြီးအမောက်ကမှဖြစ်သွားတယ်ဒါကြောင့်တိဖို့ရန်ဒီနေ့ပြောချင်တယ်အမေရိကန်ဥပဒေမှာထက်တယ်ဘုရားဥပဒေလိုက်နာကြပါဘာပြောခဲ့ပါဒါကြောင့်အဲ့လိုပြောတဲ့အခါမှာတေကိုရိန္သု7အငယ်9ကိုဖတ်ပေးပါယောက်ျားကိုမိန်းမအဖို့ဖန်ဆင်းတယ်မဟုတ်မိန်းမကိုယောက်ျားအဖို့အဲ့လိုပြောတော့ယောက်ျားကိုမိန်းမအဖို့ဖန်ဆင်းတာမဟုတ်ဘူးတဲ့မိန်းမကိုယောက်ျားအဖို့ဖန်ဆင်းတော့ပြီလို့ပြောတော့ကြောင့်မိန်းမအရေးမကြီးဘူးလို့ပြောတာမဟုတ်ယောက်ျားအရင်ရှိလို့လိုအပ်လို့သူ့ရဲ့အထောက်အမကောင်းမိန်းမကိုဖန်ဆင်းတာအမတိမှာအတိအလေးပါပြောတာဖြစ်တယ်အဲသူကအရင်ရှိလေယောက်ျားအဲ့ဒါကြောင့်ပြောချင်တာယောက်ျားဒီရှိရင်မိန်းမကိုအတွက်မကြောစားပါနဲ့ဖယားကကြောစားလိမ့်မယ်ဟာလေလုယာဖယားကပဲတည်တယ်လေသူကိုတိုင်ဖန်ဆင်းတာတကပါလုံးပိုင်ပေမဲ့မိန်းမမရှိတဲ့အခါမပြောဘူးမနေကောင်းဘူးတယောက်ကပြောပြီးတော့နေမကောင်းဘူးအဲ့ကပ္ပဦးကျမ်းနှစ်အငယ်18ဘာကြောင့်လဲဆိုရင်အပ္ပဦးကျမ်းနှစ်18မှာဘုရားကြည့်ပြီးတော့မှတကပ္ပလုံးပိုင်တဲ့အာတာဟာလုံလောက်မလို့ထင်တော့ကမရဘူးဘုရားကိုယ်တိုင်ကလိုအပ်တယ်ဆိုသိလို့မိန်းမကိုပြန်ဖန်ဆင်းတယ်အကြည့်အောင်အားကြောင့်ယောက်ျားဒီတဲ့တယောက်တီးကတော့မနေကောင်းဘူးလို့ပြောတယ်။ရာကတာအပြတ်တယ်။တယောက်တီးရပါတယ်မရှိရပါတယ်။အခုခုတော့လိုအပ်တယ်။မိန်းမရှိမှသာလျှင်လူဟာပြည့်စုံတော်သူဖြစ်တယ်ဆိုတာဟုတ်။ဒါကြောင့်လူပြောချင်းများခုကတဲ့ကဟိုအဲ့တော့လေအနေကောင်းကနေနေမကောင်းဖြစ်နိုင်တယ်အဲ့ဒါကိုပြုစုစောင့်ရှောက်မယ်မိမလိုအပ်တယ်ဆိုတာကိုယုံကြည်ဖို့နဲ့အဲ့ဒီယောက်ျားကကိုယ်တိုင်ကမိမရှာစေအေးအေးဆေးဆေးတောင်းပြီးဖယားကိုအဘာဦးကျန်နဲ့ထားတယ်7ကနေ7က74တရားကိုတိုင်စီမံကိုတိုင်တိဒါကြောင့်ယောက်ျားဒီဖယားစေခိုင်းတဲ့အရာနာခံပြီးအသက်ရှင်ဖို့ပဲဖြစ်တယ်ဘုရားကကိုလိုအပ်တာဒီဖြစ်27ကနေဖတ်ရအောင်ဘုရားရှင်ကိုယ်တိုင်ကလက်ထပ်ထင်များပေးကြောင်းတွေ့ရတယ်ဘုရားကိုယ်တိုင်ကရှာဖွေဖန်ဆင်းပေးဒါကြောင့်တေကို7
ပိုးမှာယောက်ျားဖို့မိန်းမယောက်ျားအရင်ရှိအလောက်ပဲပြည့်စုံတယ်လို့ပြောထောက်ပါမှာမိန်းမရှိတရားကိုယ်တိုင်ကအပြည့်စုံအဲ့ဒီလိုမနေကောင်းမိန်းမမယူရင်ရပါတယ်ဆိုတဲ့ဒါပြောတယ်အပတ်တော်ပဲဟောတယ်ဟောရင်ရာကိုယ်တိုင်ဒါပြီးပြီတော့အတ္တဘုရားသိတယ်ဟောလိတောက်ဆိုင်ဒီလေစုတော့ကြမှာတူယူရမှာမသိဒီမှာဖက်ကလည်းရည်စားတရားရှိယောက်ျားဖက်ကလည်းရည်စားတရားရှိအဲ့ဒီရည်စားတရားကအထောက်အမဆိုတာသူနဲ့တော်လျော်တော့ဟက်ပါဆိုတာဟက်မှာပြတ်ကြည့်အဝန်ကြဖြစ်တယ်ဝတ်တူတော့မှသူ့ဝတ်တူနဲ့အဲ့အခြားဝတ်တူတွေတော့ထဲအဲ့ဒါကြောင့်လေမယားဆိုတာအန်ရောမှတယ်ဘူးကောင်းမှရှိဘူးကောင်းမှမဟုတ်တယ်ကိုယ်တဘောနဲ့နေခဲ့တယ်ရာကအဲ့ဒါရှင်းတယ်အန်ရောမှကောင်းမှတဲ့လေးတွေအစကတည်းကဘူးကောင်းမှအန်ရောမှစီတရားမယုံကြည်ခင်လက်ထပ်ကြတယ်ဒီလိုပဲပုံစံရောရအရာလက်ထပ်ပြောင်းလဲလာပြီးဘုရားမှာရန်စုတောင်းပြီးတော့လက်ထပ်တာကြီးရန်ခိုင်အဲ့လိုလုပ်လို့မရဘူးမသိရတယ်ဒီဆရာဖြစ်တယ်လို့ဒါဆိုဒီကရှိတယ်အပြောင်းလဲခင်ရှောက်ပရိသတ်ခံပြီးတော့အဲ့ဒီချစ်တဘောပေါက်လာပြီးအခုပဲပေါက်တဲ့အရင်ခါတာဘာမှမဟုတ်ဘူးဆိုတာအချင်းပြန်ခံရဝိညာဉ်ကြီးရဒီမှာလေတော့ပါပြီဟုတ်ပြီဒါဆိုရင်ကပ္ပဥဇ္ဇ24ဟာမင်္ဂလာဆောင်တိုင်းဟပ်ပြီးတော့လာကြဖို့ကျွန်တော်တို့ဟိုဖိတ်ခေါ်ခြင်းကပ္ပဥဇ္ဇ24အဲ့ဒီမင်္ဂလာဆောင်ခြင်းအစီဒီလေအဲ့ဒီအတိုင်းအာဗြဟံကသူ့သားဣဇက်အတွက်သူ့ကျွန်အေလျာစာစေထွက်ဖို့အိုးအကယ်ကိုရဲ့ဆွေမျိုးတီစီဒီနေရာမှာတော့ရှိတယ်လူတီနဲ့မထားငါသားအတွက်ပါရှာရမျောတီဆိုစေထွက်တဲ့အခါသူ့တောင်းပြီးတော့စေထွက်သူ့တောင်းတဲ့အတိုင်းပဲအေလျာစာလည်းဘယ်သူပဲဝါမှမသိကိုတော့ငါသခင်အာဗြဟံရဲ့ချွေးမဖြစ်နေမင်္ဂလိဟာငါဆုတောင်းတဲ့အတိုင်းငါကိုကိုညီတဲ့သူဖြစ်ပါစေလို့ဘယ်လိုဆုတောင်းတယ်လဲဆိုငါ့ကိုရေတက်တဲ့ဖြစ်ပါစေငါမပြောမဆိုပဲနဲ့ကလာအုပ်တီကိုလည်းသူ့အလက်တိနဲ့ရေတက်တဲ့ဖြစ်ပါစေဣဇက်ရဲ့မိန်းမအာဗြဟံရဲ့ချွေးမဖြစ်နေသူမင်္ဂလိတီထဲမှာငါကိုဒီလိုပြုစုကြိုးဆိုတဲ့သူဖြစ်ပါစေလို့ဆုတောင်းပြီးသွားတဲ့အခါမှာကပ္ပဥဇ္ဇ24မှာကျွန်တော်တို့တွေ့ရအဲ့ဒီလိုဆုတောင်းတဲ့အတိုင်းပဲသူဆုတောင်းပြီးတာနဲ့ရေဘက်ခါပေါ်လာလို့ရေဘက်ခါကိုရေတော့ဖို့ပေးပါလားလို့တောင်းတဲ့အချိန်မှာချက်ချင်းပဲရေပေးပြီးတော့သူရေတောက်နေတဲ့အချိန်မှာကလာအုပ်တီကိုလည်းတိုက်ပါမယ်လို့ဆုတောင်းတဲ့အတိုင်းရေခပ်ပြီးကလာအုပ်တီကိုလည်းတိုက်ပါတယ်ကပ္ပဥဇ္ဇ24အငယ်73ကနေပြီးတော့ဖတ်ကြည့်အောင်24 73အဲ့ရအောင်ဤအကျွန်ုပ်ဒီ
ငါးလေးကိုဖတ်ကြည့်ဆိုရင်ပါလို့တယ်လဲဆိုရင်ဆုတောင်းရင်လေတေချဘုရားထံမှာယူပါယုံပန်းတိုက်ထားပြီးတော့ဘယ်လိုမျိုးဆိုပြီးတော့ဆုတောင်းဖို့ဖြစ်တယ်တောင်းတဲ့အတိုင်းပဲချက်ချင်းဘုရားပို့လာဤစိတ်ကိုတာဤစိတ်ကိုဤစိတ်ငယ်တုန်းကလည်းဘုရားကိုပူဇော်တော့တဲ့အချိန်မှာပဲတိုးလွတ်လပ်သွားတယ်တိုးဟာချုံညစ်ပြီးတော့မှချုံထုတ်ခဲ့တယ်အဲ့ဒါလည်းဘုရားပါဒါကြောင့်ဘုရားရဲ့အလိုတော်ဟာဘုရားထံမှာဆုတောင်းခြင်းအဖြစ်အရှင်းနာလူဒီမှာပဲကိုဟာကိုပဲစံတာဆိုပြီးတော့ဖြစ်ပြနေတဲ့အရာကြီးအားလုံးအခက်မှုတွေတွေ့ရတာဒါကြောင့်ဘုရားထံမှာဆုတောင်းပါနောက်မင်္ဂလေးတီလည်းအဲ့ဝတ်ချေပွတ်ဖို့အရေးကြီးအိမ်မှာထဲမှာဟုတ်လမ်းမှာရောဟိုရေခတ်တဲ့နေရာဘုရားကရေတစ်ဖက်ပဲတက်လိုက်တာဆွေးနဲ့ဆွေးဒီနော်ဆွေးလက်ကောက်ဒီနော်အပိုက်ငယ်16မှာဖတ်ကြည့်အောင်ကြပြီ22ကိုဖတ်ရအစင်သေးပဲအားလုံးရွှေထုတ်ပေးပြီးတော့မှနေမြန်တဲ့အခါမှာတဲဖို့ကိုအိမ်မှာရှိတယ်အစင်သေးကလာအုပ်တီထားဖို့တော့အကုန်လုံးရှိတယ်ဆိုပြီးတော့ဆွေနဲ့ဆွေအချိန်ငါမှုရှိတယ်ဆွေလက်ကောက်ရေနဲ့ရတာတော့ရေကိုခပ်ပြီးတနေ့ကိုရောင်းကြည့်ဆွေမပြောနဲ့ငွေတော့ရမှာစေတနာနဲ့အခါဤခင်တာအဲ့ဒါအမတအရေးကြီးတယ်ဒါကြောင့်မင်္ဂလေးတည်းရဲ့တာဝန်ကတော့မရှိရင်လည်းရေပဲလေဒီမှာအသားဟင်းတီချက်နေတယ်ဘောဆိုတယ်ရပါမယောက်ျားလေးဒီကတော့ဆုတောင်းပြီးတော့ရထားမှာအကောင်လုံးသူ့ရဲ့ကြော်ကလည်းပြောလာတယ်အပိုက်ငယ်90မှာဒါမင်္ဂလာဆောင်တဲ့အိက္ခာမှာရေးထားတတ်တယ်ပိုက်ငယ်90ကိုပြန်ဖတ်ရအောင်မိဘတီနဲ့တွေ့ပြီးတော့မင်းတို့သမီးငါဆုတောင်းတဲ့အတိုင်းဒီလိုဖြစ်လာလို့ဒီလိုငါလာတာဖြစ်တယ်အဲ့ဒါကိုပြောကြပါငါလက်ဝဲလက်သွားမလားလက်အရာလက်သွားမလားမင်းတို့သဘောကငါသိချင်တယ်ဆိုမိဘတောင်းလာအဲ့ဒီအခါမှာဒါကတော့ဖျားပြုတ်တဲ့အမှုပဲဖြစ်တယ်လူဒီစီမန်စီစဉ်ထားတဲ့ဟာအဖြစ်လို့ဆိုတော့အဲ့ဒီကာယကရှင်သမီးလေးကိုမင်းရဟိုနေတယ်ဒီလူကြီးကသမီးကိုလာတောင်းတာဖြစ်တယ်တက်သွားမလားဆိုလိုက်မယ်မမစဉ်းစားဘူးတရားလုပ်တဲ့ဆိုရင်စဉ်းစားစရာအချင်းကိုသဘောတူဘိုးဤစိတ်ကဒီတော့အထီလာရှာရအောင်ကိုမှမျက်စိမမြင်တဲ့လားခြေကြောတဲ့လူလားမိမမရနိုင်တဲ့ဒုက္ခတာကြီးလားအဲ့ဒီအတွက်လားစဉ်းစားတာမင်းမြန်တဲ့တာရှိဖို့ဒါတိမရှိဘိုးကြီးလားပဲသူလဲဆိုလိုက်မယ်ဟာ10ရက်လောက်တော့နေမစီအောင်ဆိုတော့သူ့ကိုပြန်မဲကြတော့10ရက်လည်းမဆောင်တော့ဘူးလိုက်မယ်ဟဲ့လာတဲ့အားလုံးပစ္စည်းဒီအပေးအယူဒီအဲ့ဒါကြောင့်အရေးကြီးတယ်ယုံကြည်လို့ဖြစ်တယ်။တဲဝဲမှုဟိခါစားပြီးတော့ဒါတော့သမီးရဲ့ဒီပါတီကိုလည်းဘာမှမပေးပဲနဲ့ဒါတော့သမီးကိုလည်းကောင်းအပြုစုပဲနဲ့ရှုပြီးတော့မှပြန်ထားပြစ်တယ်။ယောက်ျားဒီမရှိဘူးလား။အဲ့ဒါကောင်းပေါ့တမ်းဖို့ပေးပြီးတော့မှတရားရဲ့ဒီအဲ့တော့မရှိသေးလို့အခုလို့
အခုလိုပြေးရင်ထွားရင်နဲ့ကျွန်တော်တို့လက်ထပ်ရတယ်ဟိုကတော့သားရဲ့အဖေကတော့ဝိညာဉ်ရေးရမှာတို့လူပါပဲနောက်နဲ့လက်ဟိုမှာတောင်းပြီးအဲ့ဒီချီမွန်တုံးကလည်းလုတ်တယ်အခုလည်းဟိုမှာဆောင်ပေမဲ့ငါဝတ်တတ်အောင်မယ်ဆိုပြီးဝတ်ကြည့်ဝတ်ပြီးတပ်ပြီးရွာမှာကျွေးမွေးသေးတယ်ဒီနေ့အဲ့ဒါသွားစားနိုင်တဲ့လူတွေသွားစားဖို့နော်သွားစားတဲ့သဘောပဲထားကြတာပေါ့နော်ဒါကျွန်တော်တို့လူမျိုးတည်းရဲ့ထုံးစံမှလည်းရှိတယ်ကျမ်းစာထုံးစံမှလည်းရှိအလကားဒီတိုင်းကလေးချက်ကလေးယူတယ်ရပြီးတော့အလကားရတဲ့အတွက်ကြောင့်တန်ဖိုးမထားဘူးချက်လက်ပုတ်လိုက်တစ်ထက်လုံးမှထပ်ပြီးလူကတော့တယောက်မှမပွဲဘူးညဝက်တာဝက်ချီပြီးနေတာဝက်မချီတယ်အိမ်ထောင်ပြုတ်လာပြီဆိုရင်တို့ကပါစနာလက်ထက်အဲ့ဒါဘာကြောင့်လဲလွယ်တယ်လို့ထင်ကြတာယုံကြည်သူနဲ့တော့အရာထပ်ပါပဲတော့ညံသေးလို့ဘာမှမပေးသေးဘူးဆိုအထွက်တယ်ရှိရတဲ့အခါမှာအထာတာပေးလို့လူပါရုံထားပြီးတော့အဲ့တော့မှနှစ်ဦးနှစ်ဖက်ရဲ့မိဘဖြစ်လာလူပေါ်လာတယ်နင့်အဖေနင့်အမေနင့်တာဝန်ငါအဖေငါအမေမဟုတ်တော့ဘူးတို့အဖေတို့အမေဖြစ်သွားပြီအမေနှစ်ယောက်အဖေနှစ်ယောက်ရှိသွားပြီမြောင်းသမီးရဲ့အဖေအမြောင်းသမီးရဲ့အမေရဲ့ယောက်ျားနဲ့ဆိုင်တယ်ယောက်ျားအမေယောက်ျားရဲ့အဖေယောက်ျားရဲ့အမေလည်းမိန်းမနဲ့ဆိုင်ကိုအမေကိုအဖေအားလုံးအတူပြုစုဆောင်ရှောက်တော့အဲ့ဒီကြာကြတော့ချင်းထုတ်တာမင်းရောပဲငါယူတာမင်းအမေအဖေဒီပါလို့မှလဲမင်းအမျိုးငါမပြီးဘူးဒီမှာမင်းကိုပဲယူတာမင်းအဖေတဲ့လက်ကိစ္စမရှိဘူးအဲ့ဒါမလို့အောင်ယုံကြည်သူဖြစ်လာရင်လည်းဖြစ်တယ်အယုံကြည်တဲ့လည်းဖြစ်တယ်တို့အဖေတို့အမေဖြစ်တာဟိုဖက်တူတယ်တူပဲချေရှိတတ်တယ်အားလုံးဟင်းလေးမရလာတယ်ကြားလေးရလာတယ်ဆိုက်ကမော်ဒီပေါ်ရယောက်ျားဖက်ကယောက်ျားကမိန်းမအဖေမိန်းမကယောက်ျားရဲ့အဖေအဲ့ဒါဟိုငါအဖေဒီမိန်းမဆိုယောက်ျားစီပြောတယ်ယောက်ျားကလည်းအဲ့ဒီလိုမိန်းမကပေးမှာအဲ့ဒီလိုရှိကိုအဖေအမေမနေဘူးအဲကြောင့်အိမ်ထောင်မှာဆိုရင်အမျောတီနဲ့တစ်ဖက်အမျောတီနဲ့ပြတ်တတ်တာဖြစ်တယ်အားလုံးအစီအရာရဲ့အကြံအစီကတော့ဒီအိမ်ထောင်ကနေပြီးတော့မှအသင်းတော်တိုးပွားဖို့အတိကအသင်းတော် mission အတွက်ပဲဖြစ်တယ်ဘုရားကထိန်းများဆောင်နေပြီးတော့တင်တို့ဒီမြင်ကြီးကိုပြည့်စေနိုင်ကြတော့ဒါဖရာတိဖို့ဖရာနာမ၌အကုန်တိတ်ပိုက်ဖို့ပြောတာဘုရားရှင်ဒါကြောင့်မယုံကြည်ဘုရားကအလိုရှိတာတောင်းပေးပါလူတို့မယုံသေးဘုရားကြောင့်တော့တစ်ခေါက်ဟောခါပေးအောင်တကယ်ချိုးပြီးပြီတကယ်သူလည်းယုံကြည်ပြီကိုလည်းယုံကြည်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုအပိုက်နဲ့60လို့ညောင်းခိုင်းတာနော်မိဘတိဖက်ကလည်းသူ့ကိုရွှေငွေရတနာတိလက်ခံပြီးတော့နော်မိဘတိဖက်လည်းကောင်းချီးပေးတယ်ဆိုတွေ့ရတယ်အပိုက်နဲ့ကပ္ပဥကျ24 60အဲ့ရအဲ့ဒီလိုကောင်းချီးပေးပြီးတော့မှရေဘက်ခချွဲမကိုပေါ်သွားပြီးတော့ဆွေအရာတီနဲ့ပြန်သွားကြတဲ့အခါမှာဤစိတ်ကဘယ်မှာလာဆောင်နေမင်းရဲ့တောင်းရလာပြီးတော့မှစောင့်နေတယ်ပဲကြီးကအခုရမိတ်ခေါ်လို့တာအီဒုက္ခေရဂုတ်လို့ကဲသူခမမလာမှာဒုက္ခေရဂုတ်လို့ကဲဒုက္ခအီကြီးသူပြုံအီကိုကြီးနေအချုံရနေတာ
ကတော့တမီးအဲ့ဒါချက်ချင်းကြားချက်ချင်းပြန်ပြီးသွားတာကဘာနဲ့ကကျုပ်ဒီကျုပ်ပြောမှန်ချက်တာဟုတ်ညောတော့မျောရတာပေါ့မျောကြည့်တာနော်ကျန်းစာမှာလည်းမျောပါတယ်ဒါဆိုရင်ကျွန်တော်တို့အကြည့်ရအောင်အပဦးကျန်း24အပိုက်နဲ့60နဲ့နှစ်ကနေပြီးတော့60နဲ့ခနဲ့အဆုံးထိဖတ်ကြည့်တော့မျောတယ်တော့မျောလေးချင်းပြည့်စုံသွားတယ်လို့အမေတီတာဇာရာအမေတီသွားတာတော့မေ့သွားတယ်အဲ့ဒါကြောင့်ဒီဘက်ခါရောက်လာတဲ့အခါကမျက်နှာပုံအဲ့ရဲ့တော့ကြားဖြစ်မဲ့လို့ဆိုရင်ပုံလေးအီလီယာစ်ဟုတ်လားအဲ့ဒါကိုဘယ်လောက်ယောက်ျားကအမေတေလို့မမေ့နိုင်တဲ့အမေကိုတန်တာတဲ့ဘဝတော့လုံးဝဒါကြောင့်မိမမိဘဒီအားလုံးနေရကဲပဲယောက်ျားရဲ့တော့တော့မရှိယောက်ျားဒီခရီးသွားတာနဲ့ယောက်ျားဒီခရီးနဲ့ရက်ဘာနဲ့ဘာမှမဖြစ်ဘူးပတ်လောက်ခရီးသွားလို့ဆိုတော့လည်းမရှိဘူးပကလည်းမရှိတော့လည်းပြောက်တယ်အာမတရှိရည်တည်းမရှိအဲ့ဒီလိုဒီမဖြစ်တတ်ဘူးလားဒါကြောင့်အထောက်အမကောင်းဆိုတာဘောဆရာမလို့ကျွန်တော်တို့တော့စားတော့ပြင်းပြန်သွားဖို့ပဲအဲ့ဒါပဲရှိသူတို့ကတော့စားပြီးတော့မှဒီနေ့လုံးပြီးတော့အရာပုံထင်ရှားစီဖို့ညောင်များစွာမွေးပါဖို့ဖယားเจ้าလည်းမှတ်ပါအရှင်ကအရောက်တစ်ပေါက်ပေါ်လာတဲ့ဒီအခုချိန်မှာရာเจ้าမှလည်းဒီကလေးမွေးလာကလေးပါဆက်ပါဒီပါတော့ပါဒီတော့ညောင်များစွာဖယားအားလုံးကရရှိတာဟိုလေအပေါ်မှာဟုတ်အချွတ်စိုးရိမ်ဘယ်ဖြစ်လို့မိမတီပဲများလာတယ်ဆိုတော့မိမတီပေါ်တော့မထင်နဲ့အဲ့ဒါကြောင့်ယောက်ျားကို3-4ယောက်ခွင့်ပြုမှရမယ်ထင်တယ်မင်းမပူနဲ့ဘုရားကိုယ်တိုင်လုံလို့တယ်ဘိုးကယောက်ျားပေါ်လို့မိမပေါ်လို့တော့တယ်ဆိုဒါစားမှာတတ်မသိဘူးအမေပေးတတ်ကြည့်ကာလမှာယောက်ျားတစ်ယောက်ကိုတော့အလုပ်စားမယ်ငါတို့ဘဝတစားငါတို့အောင်ရဲ့နာမနဲ့ပဲနာမည်ပဲဒီရှာရအခန်းကြီးရေးဖတ်ကြဒါလေးနဲ့ဆုံးတတ်ရအောင်အားလုံးပေါ်ဖို့တော့မပူပါနဲ့နော်ဒါယုံကြည်သူတိုင်းဒီမိန်းမအတွက်ယောက်ျားရှိတယ်ယောက်ျားအတွက်မိန်းမရှိတယ်ဆိုယုံကြည်ခြင်းနဲ့ဆုတောင်းဆက်ကပ်ကြဧရှာယအနာဂတိကျအခန်းကြီး၄အငယ်၁နဲ့
ကျွန်တော်တို့ကတော့ပေးတတ်ကြည့်ကာလတိတော့ချင်းမှာသွားကြမှာဒါကြောင့်နောက်မှာတော့မျောအစားအသောက်ဒီရောအိမ်ထောင်ရေးစီးပွားရေးအကုန်လုံးဒုက္ခရောက်ပြီးတော့ပေးတတ်ကြည့်ကာလပြီးသွားရင်တော့ယုံကြည်မဲ့လူဒီတော့အနေနဲ့ဖြစ်တယ်ဘာလို့ဟောင်းကေမှာသုံးနှစ်ခွဲကသုံးနှစ်ပဲချင်ပါဒီအားလုံးကျွန်တော်တို့နောက်မှာကျန်းစာပြီးအခါအောင်ကျန်းစာမင်းမချင်တော့ပတ်တော့ချင်โอแทมาสาโอมหอกပြီးတော့ကြိုက်ခါโอလို့စားလို့မရဖြစ်တယ်အဲ့ဒီချက်ပြုတ်တာကျွန်တော်တို့နှုတ်ပြီးတော့ဖြစ်ပြီးစကားအားဖြင့်အဲ့လေစားโอတုခါလို့နေတယ်ရက်တင်ပြီးတော့ဘုံလို့ချက်သွားအောင်ဘောခပ်ပကန်ဒီအဲ့ဒီလိုလုပ်တာစာတန်ဝင်တာအဲ့ဒါကြောင့်ကြော်တင်ပြီးတော့စာတန်မဝင်လာအောင်ကိုယ့်ရဲ့နေသားစုတောင်းချင်တဲ့စာတိုးဆိုးထားတယ်အရာနဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့မှားဆရာဒီအားလုံးအဲ့ဒီမှာကြည့်ဒါနဲ့ဘုံပါဘုရားရဲ့မိသားစုဤရောက်တိုင်းဘုရားရှင်ကောင်းခြင်း